ဒါကျွန်တော်အကောက်လေးပေါ့နော်ဟုတ်မောင်တက်စေကြမှာကိစ္စမရှိဘူးမမတင်ရမယ် Mr. Crab 67ပေါ့နော်အဲ့ဒါကျွန်တော်အကောက်တစ်လေးပါကျွန်တော်အနေနဲ့ရင်ကောက်တော့မရတော့ဘူးပေါ့နော်ဘာလို့လဲမသိဘူးနော်ကျွန်တော်ဝင်လို့လည်းမရတော့ပတ်စောလည်းမှတ်ထားတယ်ဒီကောက်လည်းပတ်စောမှတ်ထားတယ်ပေါ့နော်ကျွန်တော်က love ကိုမူကတော့ level 0နဲ့ပြန်စားရမှာဆိုတော့ဟိုနေမဖြစ်ဘူးနော်ဒါပေမဲ့ကျွန်တော်နေကိုမွန်တွေကိုတုံးပြသွားမယ်ပေါ့တစ်ခါတလေမှာဘလို့ကျွန်တော်နဲ့အတူဆော့ကျင်တဲ့သူတွေရှင်းလာခဲ့ပါကျွန်တော်နေ blog တွေမှာစောင့်နေမှာပါကျွန်တော်နောက် Steam ဘယောတို့ဘာတို့လည်းဆော့ပြသွားမယ်ပြုံမှာ blog စောင့်ရင်လည်း EV ဆုံးနဲ့လာမှာပါ EV ဆုံးနဲ့ Okay 1နေပြီးတော့မှဘယ်လောက်ထိရောက်လာမလဲတော့မသိဘူးเนาะကျွန်တော်အဲ့တွန်းအနေနဲ့ကျွန်တော်ရဲ့ blog လောကကိုပဲခြေခံရမယ်ပေါ့နော် Okay ကျွန်တော်ဗီဒီယိုခုချိန်ကြီးစောင့်ကြည့်ပြီးသားသူတွေအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့နောက်တဲ့ဗီဒီယိုမှာ blog 1နဲ့ပဲပြန်လာခဲ့ရဖြစ်ပါတယ် Yeah ဘယ်လိုစားပါလဲတော့မသိကျွန်တော် fan တယောက်မှတော့မရှိဘူးအဲ့တော့အားလုံးပဲကြည့်ရှုပေးကြအားလုံးကျွန်တော်နေကျေးဇူးတင်ပါတယ်အားလုံးပဲ goodbye